なせこねちは今日大10以下の文法について勉強しましょう。1番、ナウンがအရေးအတွက်います。ナウンがအရေးအတွက်ပမာဏအရှိတယ်။ナウンがအရေးအတွက်ဒီနေ့အာလီမက်ရှိတယ်။တမဲ့နောင်ဆိုရင်အာလီမက်တရှိနောင်ဆိုရင်အီမက်ခိုင်းရှာအင်ကကောနေအီမက်ဒီကုမ္ပဏီဝန်ထမ်းတွေက9ယောက်ရှိတယ်။ကခိုးတဲ့ကကုစေကခေါ်ရှုနေအီမက်ကျောင်းမှာကျောင်းသားကအယောက်50ရှိတယ်။ပန်ကအီဆွဆွအာလီမက်ပမုတ်က9ခုရှိတယ်။လိုမျိုးအရေးအတွက်ပြတာကအလဲမရေးအရှိရနောင်တခုခုနောင်ကပမုတ်ကအီဆွဆွအာလီမက်9ခုရှိခိုင်းရှာရင်ကကောနေအီမက်ပန်ကအီဆွဆွအာလီမက်ပတ်စုံကွန်ကဖူတာဆွအာလီမက်ကွန်ပျူတာကနှလုံးရှိတယ်။ပတ်စုံကွန်ကဖူတာဆွအာလီမက်ကွန်ပျူတာနှလုံးရှိတယ်။ကခုစေးကကောချွန်းနေအာလီမက်ကျောင်းသားကြီးအယောက်50ရှိတယ်။နောက်တစ်ခွက်ကနောင်အိုအရေးအတွက်ဖက်ဒီနောင်ကိုအရေးအတွက်လိုက်ဖက်တယ်။ပန်းအိုအီဆွဆွခိုင်းမှာစားပမုတ်ကို9ခုဝယ်ခဲ့တယ်။ဒီမှာဆိုရင်နောင်ဆိုရဲ့ပန်းအိုနောင်အိုအရေးအတွက်အီဆွဆွ9ခုဘတ်ကခိုင်းမှာဝယ်တယ်။အဲ့လိုပဲနောက်တစ်မျိုးဆိုရင်ပန်းအိုအီဆွဆွတာပဲမှာစတာပမုတ်ကို9ခုစားခဲ့တယ်ဆိုရင်နောက်ကပီရီယော့ကြာစိန်ကြီးရဲ့နောက်မှာဆိုရင်နိလိုက်ပြီးတော့ကြတော့ frequency သူ့ရဲ့နောက်မှာဆိုရင်ချိန်နှုန်းနေလိုက်တယ်ပီရီယော့ကြာစိန်တစ်ပတ်လားတစ်နာရီလားနှစ်နာရီလားအဲ့တစ်ပတ်နောက်မှာဘယ်နှစ်ချိန်တော့အဲ့လိုမျိုးနီးနေတော့ပါတယ် issue ကန်နိကိုင်တစ်ပတ်မှာ2ချိန်ဣကကဲဆိုနိဣကိုင်တလားမှာ1ချိန်ဣချိနန်နိစံကိုင်တစ်နှစ်မှာ3ချိန်မဆက်တတ်တော့ပဲဣချိနန်နိကိုင်ဘောနာစုကမိုလာယမတ်တစ်နှစ်မှာ2ချိန်ဒီဘောနတ်ကိုလက်ခံရရှိတယ်နောက်တစ်ခုကဆိုရင်တိုင်းနောက်မှာခခလေးမတ်မန်နီနောက်မှာလည်းခခလေးမတ်အချိန်နဲ့ငွေရဲ့နောက်မှာခခလေးနဲ့သုံးတယ်သူကအင်္ဂလိပ်လို spend အသုံးပြုတယ်ဆိုတဲ့ပဲနဲ့သုံးတယ်အချိန်ကိုမှခခလေးမဲ့သုံးရင်ကြာတယ်အချိန်ကြာတယ်ပတ်စံကိုမှခခလေးမဲ့သုံးရင်ကုန်ကြတယ်ဆိုတဲ့အဓိပ္ပာယ်အေးစီခံခခလေးမဲ့ဆိုရင်တနာရီကြာတယ်စမ်းကြည့်ခံခခလေးမဲ့ဆိုရင်3နာရီကြာတယ်ဘီစာကိုဆွလို့တတ်မယ်နိ issue ခံခခလေးမဲ့ချက်ခုချီကိုဆွလို့တတ်မယ်နိ ACC ခံခခလေးမဲ့အင်းနေရာတွေကိုချက်ဖို့အတွက်ဆိုရင်တနာရီကြာတယ်နေကုန်ကြတယ်စမ်းမန်အန်ခခလေးမဲ့ရန်3000ကုန်တယ်တတ်တော့ပါခုနိုဖုခုလို့အိုးခါဥတတ်မယ်နိဒီအိတ်ကိုဝယ်ဖို့အတွက်စမ်းမန်အန်ခခလေးမဲ့ရန်3000ကုန်တယ်တခုခုအတွက်ပတ်စံနဲ့ခခလေးမဲ့ဆိုရင်ကုန်ကြတယ်အချိန်နဲ့ခ